နေရတော့ဒီနေ့ပါနေတော့ဒီနေ့အင်္ဂါနေ့နေ့အင်္ဂါနေ့မှာရေချိုးပြပါပြီအကြောင်းမှာ presentation မှာဘယ်လိုပြောမလဲအဲ့လိုခါဆွေးနွေးရတာပေါ့အဲ့လိုမျိုးလုပ်ပြီးဒီမှာမုံဘူးလေးပြလိုက်ပါတယ်ဗာလဲတော့မသိဘူးငုတ်သီးမုံနေမှာပါတယ်သိညစ်တယ်ငုတ်သီးမုံမှာလောက်တာလဲပြီးတော့မုံဘူးလေးပြလိုက်ပါတယ်ပြီးကြရင်ဒီမှာမုံဝဲထားပါတယ်မုံစားပါမယ်ဖိုက်စတာစားမှာနော်ဖိုက်စတာအများကြီးလို့ဖိုက်စတာမဟုတ် CB ဖိုက်စတာပြီးကြလို့ရှိရင်တော့ assignment ရအောင်ပါမယ်ဒီမှာ Arduino ပေါ့ကြွားမယ်Arduino ပေါ့ကျောင်းပေးအပိုင်တော့မဟုတ် semester တစ်ခုစားပေးအခမ်းမွေးရှိနေသူရင်းဖြစ်နေလဲတောင်းပါပါတယ်လို့မစားပါရမယ်ခုနလေးရမှာပြန်9နိုင်ခွဲ6နိုင်လောက်ကမှပြန်ရောက်တာအေးဟွာလုံးနေဒါဝေးနေ presentation လုပ်ပြီးတော့အဲဝေးနေဒါကြိုးစားပါကိုကြီးလိုဖြစ်အောင်လုပ်ပါကြိုးစားပါဘာမှဒီတစ်ချိန်ပဲကြိုးစားမကြမ်းတဲ့ချိန်နဲ့အရှင်းရေးလိုက်ငါလိုက် water follow fish follow ရေးလိုက်ငါလိုက်နေအောင်ပြီးရင်ကျုံးမယ်တို့နှစ်ယောက်တူ let's go let's do it bro